ကျွန်တော်ဘယ်သူလဲသိကြလားဗျာဟမ်ကျွန်တော်မှတ်မိကြလားတာဒါ Hello bro ကျွန်တော်ကအလွယ်မှာ bro ဒီနေ့ကတကြံအသက်နေပဲဖြစ်ပါတယ်တကြံနောက်ဆုံးနေပေါ့ဗျာအဲ့တော့ bro ဒီနေ့တကြံအသက်နေမှာ bro ဘာတွေလောက်ကြလဲဆိုတာ comment section မှာပြောပြပေးခဲ့ပါဦးခင်ဗျာအဲ့တော့ bro ကျွန်တော်တို့တကြံအကျိုးအကျအကျက်နေမှာတော့ကျွန်တော်တို့လူတွေကိုရေပတ်ပြီးသွားပြီဆိုတော့ဒီနေ့တကြံနောက်ဆုံးနေတကြံအသက်နေမှာတော့ကျွန်တော်တို့ brain wash အကောင့်နေနဲ့တကြံပွဲတော်ကိုဆင်နွှဲကြစို့ဗျာဟုတ်ပါတယ်ဗျာကျွန်တော်ဒီနေ့တကြံအတက်နေမှာတော့ကျွန်တော် brain wash အကောင့်လေးကိုရေပတ်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ် bro ကျွန်တော်ပြောတာယုံလားအခုဆိုရင်ကျွန်တော်တို့မန်လေးမျိုးတွေကို brain wash အကောင့်လေးရောက်နေပါပြီခင်ဗျာမန်လေးကျုံးပေးမှာဆိုရင် brain wash အကောင့်လေးအများကြီးရောက်နေပါပြီအဲ့တော့ကျွန်တော်အခုမန်လေးကျုံးပေးမှာရောက်နေတဲ့ brain wash အကောင့်လေးကိုသွားပြီးတော့ကျွန်တော်နဲ့တူတူရေသွားပတ်လိုက်ကြစို့ဗျာ let's go ပြုတ်ကဲ bro ready ပဲလားကျွန်တော်တစ်ချက် show လိုက်တော့တွေ့လားကျွန်တော်ဒီမှာရေပြုတ်ကြီးနေပေါ့အဲ့တော့ဟိုးမှာ brain wash ကောင်တွေတွေ့လားလာ brain wash ကောင်တွေရေသွားပတ်မယ်ဟေးလာပြီဟေး okay wait what okay ဒီလိုမျိုးရေပတ်ရမှာပေါ့ဗျာလာစမ်းရောက်နေရော့မင်းလာခဲ့ရောက် live လာရေပတ်တယ်ကွာတကြံမလို့ရေပတ်တယ်ဒါဒီနေ့ကတကြံအသက်နေနောက်ဆုံးနေဆိုတော့ရော့ကွာရေပတ်တယ်ရော့ပျော်လားအေးမောင်တို့ရေရော့မပြေးနဲ့ okay အဲ့လိုမျိုးရေပတ်ပြီးတော့ကျွန်တော်တို့ကသူတို့ကိုယူရမှာဖြစ်ပါရောက်ပေးတဲ့ငါ့ကိုအဲ့ကောင်ပေးတဲ့โอเคနေဒီထဲမှာအကျန်းသုံးကောင်ပဲကောင်လေဟိုမှာကောင်တတ်စာဦးရနော်အဲ့ကောင်စီကိုသွားမယ် let's go အော်အေးကျွန်တော်ဒီတဲတွေကိုရေနဲ့ဟိုပေါက်ပတ်ပြီးတော့ဒီပြားအောင်လုပ်ရမှာသိရမလားခုံလို့ရတာဟာမရဘူးကွာနော်โอเคပတ်စမ်းမှာတက်လာအဲ့လိုရေနဲ့ပတ်လိုက်တော့တဲတွေကလုံးဝကိုရေပျော်သွားတာဟဲ့ကောင်ဘယ်ကိုထွက်ပြေးရလဲမပြေးနဲ့အဲ့ကောင်ဟာရောက်ပျောက်သွားပြီအေးပါကွာမင်းနာလီရောက်တဲ့ချိန်ကျမှပျောက်သွားရဲတော့ကွာโอเคတော်ဒီနောက်ကကောင်လေးပဲယူလိုက်တော့မယ်လားရောက်လီလာပြီလားအေးဟိုမောင် PPQ အာယူမယ် let's go ရပြီ let's go ကျွန်တော် PPQ ရသွားပြီ okay ကျွန်တော်ပထမဆုံး brain wash ရသွားပြီ okay အဲ့တော့ကျွန်တော်ရေပြုတ်ကျွန်တော်တို့ရဲ့ရေပြုတ်ကြီးကိုပေါ့နော် upgrade လုပ်ရတော့မယ်ရေပြုတ်အားဟိုပါပေါ့အားကောင်းအောင်လုပ်ပါရော3 okay ရော upgrade လုပ်မယ်ရော let's go okay အဲ့ဆိုတော့ကျွန်တော်တို့ရေပြုတ်ကရေအားပို့ပြီးတော့ပြင်းသွားမှာပေါ့နော် okay let's go ရော့ခေရင်ဆုံးဒီမှာတွေ့လားတဲတွေကိုအရင်ဆုံးရေပြောင်းရင်လောက်ရမယ် okay အိုးညဟိုးရှိမှာကျန်းစား PPQ အော်အဲ့ဒါကျွန်တော်ရပြီးသားနော် okay ဟိုးပါကိုအော်ပျောက်သွားပြီည lucky block ယူလိုက်မယ်နော်လာ lucky block okay lucky block ဖောက်လိုက်ကြစို့ဘာလဲကွာအော်ဒါတစ်ခါလေးဖောက်အောင်ပါရော့ let's go ဘာကောင်လေးပေါက်မလဲကျန်းဆုံး brain wash ပေါက်စမ်းအိုးဘာကြီးလဲဒီကောင်ကြီးอ่ะ triple trophy တဲ့အော်ဒေါ်လာ200တဲ့မစိုးပါဘူးဖေကျွန်တော် upgrade လုပ်လိုက်မယ်ကဲရေသွားပတ်ကြမယ်ဟေးလာစမ်းရောက်နေကျွန်တော်ဟိုးဘက်ကိုသွားမယ်နော် let's go ရေအားလိုသေးတယ်okay ကျွန်တော်ဒီကောင်ယူလိုက်မယ်နော် fruit လာ okay ဒီကောင်လေးကျန်းတာပဲဒီခောက်တော့ brain wash တွေကိုရေပတ်ကြမယ်လူတွေကိုရေပတ်တာယိုးနေပြီနော်အော်ကျွန်တော်တို့ဒီမှာရေပြုတ်တွေလည်းဝယ်လို့ရတယ်တွေ့လား okay ဒီကောင်က2000ခွဲတဲ့နော်ဒီကောင်က4သိန်းဆိုတော့ကျွန်တော်2000ခွဲတန်ရေပြုတ်ရင်ဝင်လိုက်မယ်ရော့အမအိုးဟိုဘရိုတစ်ချက်ရှိုးလိုက်တော့2000ခွဲတန်ရေပြုတ်နော်ကျန်းတယ်နော်အဲ့တော့ share ဆွဲလို့ရပြီနော်let's go 2000ခွဲတန်ရေပြုတ်ကြီးအိုးရောက်ကျန်းတယ်ကွာမြန်သွားပြီနော်ဒါရေအားတော်တော်ပြင်းသွားပြီ okay ဟေ့မောင်ဆွတ်ဆိုတာအကောင်ကျန်းတယ် let's go ရောက်မပြေးနဲ့ငါလာပြီရော့ရေနဲ့ပတ်ပေးမယ်ရော့ကွာရော့လာမင်းလာခဲ့တော့